အားလုံးပဲမင်္ဂလာပါ2026ရဲ့ကမ္ဘာဖလားပြိုင်ပွဲရတော့လက်ရှိအချိန်မှာစတင်တော့ပဲဖြစ်ပါတယ်ဒီနေ့ည12နာရီအချိန်မှာဒီကမ္ဘာဖလားဖွင့်ပွဲကြီးကိုကျွန်တော်မက္ကဆီကိုနိုင်ငံကစတင်ပြုလုပ်သွားမှာဖြစ်ပြီးတော့ဒီနေ့ည1နာရီကွဲအချိန်မှာတော့ကမ္ဘာဖလားပြိုင်ပွဲရဲ့ပွဲဦးထွက်အဖြစ်အင်ရှင်မက္ကဆီကိုအသင်းနဲ့တောင်အာဖရိကအသင်းတို့ကအရှင်ပဲကစားသွားမှာပဲဖြစ်ပါတယ်ဒီတောင်အာဖရိကအသင်းနဲ့မက္ကဆီကိုအသင်းတို့ကထူးခြားချက်ကဒီတောင်အာဖရိကအသင်းကအင်ရှင်လုပ်တဲ့အချိန်တော့ရတယ်ပွဲဦးထွက်အနေနဲ့ဒီမက္ကဆီကိုအသင်းနဲ့တောင်အာဖရိကအသင်းတို့တွေ့ဆုံခဲ့တာပေါ့နော်လက်အချိန်မှာလည်းတို့အသင်းရဲ့တချို့ပြန်တွေ့ဆုံမှုပေါ့နော်မက္ကဆီကိုအင်ရှင်လုပ်တဲ့အချိန်မှာတော့အာဖရိကနဲ့ပွဲဦးထွက်မှာလာရောက်တွေ့ဆုံနေဒါကတော့တော်တော်လေးကိုထူးခြားတဲ့တိုက်ဆိုင်မှုပဲပေါ့နော်ဒီပွဲကိုကျွန်တော်သုံးသပ်ရမယ်ဆိုရင်တော့တစ်ဖက်ကမက္ကဆီကိုအသင်းကလည်းအင်ရှင်အသင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြင်ဆင်မှုတွေကောင်းကောင်းလေးလုပ်ထားတယ်တစ်ဖက်ကတောင်အာဖရိကအသင်းကလည်းအာဖရိကအသင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့မာကြောနဲ့တကယ်ကိုမက္ကဆီကိုအသင်းကိုအကောင်းဆုံးပုံစံနဲ့ရှေ့မြန်ကစားသွားနိုင်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာမက္ကဆီကိုအသင်းကတကူအတာနဲ့ပေါ့နော်တကူအတာနဲ့ပဲ1-0 2-1အစရှိရဲ့ပုံစံအနေထားနဲ့ပဲတောင်အာဖရိကအသင်းကိုနိုင်သွားမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ဒီနေ့ညကြိုက်တာကတော့မက္ကဆီကိုကျွန်တော်ကြိုက်တယ်တောင်အာဖရိကအသင်းကိုသူ့အနေနဲ့ဒီတကူအတာလောင်းနဲ့နိုင်သွားမယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျကျွန်တော်မနေ့8နိုင်ခွဲမှာဆိုလဲကျွန်တော်တောင်ကိုရီးယားပေါ့နော်တောင်ကိုရီးယားနဲ့ကျွန်တော် chess အသင်းတို့ရဲ့ပွဲစဉ်တွေရှိပါတယ်။အဲဒီအချိန်မှာတော့အနည်းငယ်ဆုံးပြန်ပွဲကတော့ဒီမက္ကဆီကိုတင်းနဲ့တောင်အာဖရိကတို့အသင်းကဒီနေ့ညတနင်္လာနေ့ခွဲမှာရှေ့ပြန်ကစားတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်